စလမ်းမယ်ဆက်ရှောက်မယ်ဘာပဲဖြစ်ဖြစ်လုံးဝမရက်ဘူးဟယ်လိုအားလုံးပဲမင်္ဂလာပါငိမ်းဘလော့ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့သူကဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်နေပေမဲ့အခက်အခဲတွေများလုံးလို့ရက်လိုက်ချင်ပြီးဆိုတဲ့သူဆိုရင်တော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပေးပါလို့ပြောချင်ပါတယ်အောင်မြင်ရေးဖြစ်တဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်ဒီဗီဒီယိုကလမ်းလည်မှာရှိနေသေးတဲ့သူတွေအတွက်ပါကဲစကြမယ်နော်ဒီဗီဒီယိုမှာငိမ်းပြောချင်တာကအောင်မြင်တဲ့ဘဝကိုသွားခြင်းရင်မဖြစ်မနေလုပ်ရမယ်အချက်၃ချက်ကိုပြပြသွားမှာဖြစ်ပါတယ်နံပါတ်1စလမ်းမှာလူတော်တော်များများကအောင်မြင်ခြင်းကြတယ်တိုးတက်ခြင်းကြတယ်ဒါပေမဲ့စလမ်းရမယ့်ခြေလမ်းအတွက်ကြတော့တတိမရှိကြဘူးတို့သဖြင့်ဝေဖန်မှာကိုကြောက်ကြတယ်လူတွေပြောမှာကိုကြောက်ကြတယ်ဥပမာကိုကဗီဒီယိုတစ်ပုဒ်စရိုက်ခြင်းနဲ့ကို့မှာက background မလှဘူး lighting မရှိဘူးမိုက်ကောင်းကောင်းလည်းမရှိဘူးဒါတွေအားလုံးကိုတွေးပြီးတော့မှဒါတွေအားလုံးပြည့်စုံတဲ့နေ့ကြမှာငါစလိုက်တော့မယ်အဲ့ဒီအတွေးဝင်လာပြီဆိုရင်တေချာတစ်ခုကဘက်တော့မှစပြတော့မှာမဟုတ်ပါဘူးဘာလို့ညညဒါမျိုးတွေပြောနိုင်လဲဆိုရင်အခုမင်းကြည့်နေတဲ့ဒီဗီဒီယိုကအဲ့ဒီရဲ့အဖြေပဲအခုလက်ရှိငိမ်းမှာရှိတာဆိုလို့ဖြစ်ချင်တယ်ဆိုတော့ပြင်းပြတဲ့စိတ်ဆန္ဒတစ်ခုပဲရှိတယ်နေခံယူထားတာတစ်ခုရှိတယ်ကို့မှာရှိတဲ့ပစ္စည်းကကို့ဘဝအတွက်အကောင်းဆုံးပစ္စည်းပဲတပားသူကကို့ကိုကြည့်ပြီးဆုံးဖြတ်ပေးတဲ့အမြင်တွေကကိုယ့်ရဲ့စစ်မှန်တဲ့ဖြစ်တည်မှုမဟုတ်ဘူးဒါကြောင့်ဘာလို့ဝေဖန်တာတွေကိုလိုက်နားထောင်နေမှာလဲကိုလှုပ်ရှားရှိတာကိုဒီနေ့ပဲဖြစ်ဖြစ်စလုပ်ပါလို့ပြောချင်ပါတယ်နံပါတ်2အချိန်မဆွဲပါနဲ့အထူးသဖြင့်ငိမ်းတို့လိုလူငယ်တွေကအချိန်ဆွဲတဲ့နေရာမှာတိတ်တော်တယ်ဒီနေ့မှလှုပ်လို့ရနေတာတော့မနေ့ကမှလှုပ်မယ်ဆိုတာမျိုးဒါပေမဲ့မနေ့ပြန်ဆိုတာကဘယ်တော့မှရောက်မလာနိုင်တဲ့နေ့တစ်နေ့ပါပဲကိုသွားမယ်လမ်းကြောင်းကဘသူ့ကိုမှမထိကြိုက်ဘူးကိုသမိုင်းကြောင်းမှာလည်းဘယ်ချိန်ပဲကြည်ကြည်လိပ်ပြလုံးနေမယ်လို့ယုံကြည်ရင်အချိန်ဆွဲနေဖို့မလိုကိုမှန်တာကိုသိဖို့လိုတယ်လူတိုင်းလိုက်သိအောင်လူတိုင်းသိအောင်ဆိုပြီးလိုက်တက်တည်ပြနေဖို့မလိုအဲ့ဒါတွေကတကယ်တော့အချိန်ဖြုံးနေအချိန်ဆွဲတာများလာရင်နောက်ဆုံးမှရလာတဲ့ရလက်ကပါလဲဆိုရင်နောင်တအဲ့ဒီနောင်တမျိုးငင်းလဲရခဲ့ဘူးတယ်ငင်းအသက်20မှာတော့မှကျုံးသွားခဲ့တယ်25နှစ်ကြာရင်ကိုပိုင်အင်တလုံးပိုင်ရမယ်ဆိုပြီးအခုငင်းအသက်26နှစ်ထဲကိုဝင်လာပြီးငင်းပိုင်ဆိုင်တာဘာတစ်ခုမှမရှိသေးဘူးဘာလို့လဲဆိုရင်အချိန်ဆွဲခဲ့လို့ဒီချိန်မှာတော့ငင်းဘဝအတွက်မကောင်းဘူးလို့ထင်တဲ့အရာတွေအားလုံးကိုရပ်တန့်ပြီးဘဝကိုအကောင်းဆုံးဖြစ်အောင်စူးစမ်းနေပါတယ်အခုကြည့်နေတဲ့မင်းကလည်းငင်းလိုမျိုးလမ်းလည်မှာရှိနေသေးတဲ့သူဆိုရင်ဒီလမ်းခီးကိုတူတူသွားခြင်းတယ်လို့တူတူဆက်လျှောက်ခြင်းတယ်လို့ပြောချင်ပါတယ်နံပါတ်3ဆက်လျှောက်ပါတခါတလေမှာစိတ်ပင်ပန်းနဲ့ဆက်မလုပ်ချင်တော့ဘူးငါဒီလောက်လုပ်နေတာတော့ဘာမှဖြစ်မလာသေးတာလဲဆိုတဲ့အတွေ့တွေခေါင်းထဲကိုဝင်တက်တယ်ငိမ်းလည်းရချင်ခဲ့ဘူးတယ်ငိမ်းမှာမိဘတွေမရှိတော့ဘူးအတော်တွေကမွေးစားပြီးကြောင်းထားပေးလို့ကြောင်းနေခဲ့ရတဲ့သူမမရရှစ်တန်း final ဆောင်းပွဲမှာတင်ချဘာသာရပ်ကိုမဖြေနိုင်ခဲ့ဘူးတော်ပြီးငါနောက်ထပ်ကျန်တဲ့ဘာသာတွေသွားမဖြေတော့ဘူးဖြေလဲအောင်မှာမဟုတ်ဘူးဆိုပြီးတော့တွေးလိုက်တယ်တွေးပြီးတော့ဘာဖြစ်လဲ10တန်း8တန်းမအောင်လဲပညာမတက်လဲလုပ်လို့ရတဲ့လုပ်တွေအများကြီးရှိတယ်နောက်ဆုံးအတော်တွေလဲတဲ့ຢာထဲမှာကိုလိုက်လို့ချင်အောင်လုပ်လို့ရတယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုလွတ်လပ်ခွင့်ပေးခဲ့ဘူးတယ်ဒါမဲ့နည်းနည်းကြာတော့အတွေ့တစ်ခုဝင်လာတယ်ငါလုံနိုင်ပါမလားငါလုံနိုင်တာငါဒါတွေကိုလုံနိုင်တာတေချာရဲ့လားဆိုပြီးတော့ပေါ့ဒါမဲ့ငိမ်းဘလို့နည်းနဲ့မှမလုံနိုင်ပါဘူးဒါကြောင့်ငိမ်းအောင်သည်ဖြစ်စေမအောင်သည်ဖြစ်စေကျန်တဲ့ဘာသာရပ်တွေကိုငိမ်းသွားပြေခဲ့တယ်နောက်ဆုံးမှာတော့အောင်ခဲ့ပါတယ်အဲ့အချိန်မှာငိမ်းရလိုက်မယ်ဆိုရင်ဒီနေ့ငိမ်းဒီလိုမျိုးပြန်ပြောပြနိုင်တဲ့အခွင့်အရေးတွေငိမ်းမှာရှိတော့မှာမဟုတ်ပါဘူးတခြားတစ်ခုကငိမ်းလဲတဲ့ຢာထဲမှာလုံနေရပြီပါတယ်ဒါကြောင့်အကောင်းဆုံးမဖြစ်သေးရင်တော့ကိုဆက်လုပ်ခွင့်ပေးပါလက်ရှိဘလောက်ပဲခက်ခဲနေပါစေဘဝမှာညှင်းဝဲစရာတွေများနေပါစေမရက်လိုက်ပါနဲ့ဆက်လျှောက်ပါငင်းရလဲအခုကြည့်နေတဲ့မင်းလိုပဲဘဝအောင်မြင်မှုကိုလိုက်ရှာနေတဲ့သူဘဝပြေးလမ်းပေါ်မှာရှောက်နေတဲ့သူတယောက်ဖြစ်တဲ့အတွက်ဒီခရီးကိုတယောက်တည်းရှောက်တာထက်အတူတူရှောက်ရင်ပိုပြီးခရီးတွင်မဲ့လို့ငင်းယုံကြည်ပါတယ်အခုလုပ်နေတာတွေအားလုံးကိုရက်တန့်လိုက်ချင်ပြီဆိုရင်ဒီစကားကိုအမြဲတမ်းမှတ်ထားပါမင်းမအောင်မြင်သေးဘူးဆိုတာကမအောင်မြင်နိုင်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးမင်းအခုလက်ရှိစူးစမ်းနေတာကိုယ်တိုင်ကမင်းကမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီဆိုတဲ့သက်သေပါလိုချင်တာမရခဲ့တဲ့ငယ်ဘဝတွေအတွက်ရှစ်လျှောက်မှာလိုတာရဘဝရသည့်အထိငိမ်းတဲ့အတူဒီခရီးကိုအတူတူဆက်လျှောက်ရအောင်လို့ပြောချင်ပါတယ်အားလုံးပဲ fighting ပါ